GED Science မှာမေးလေးရှိတဲ့ independent နဲ့ dependent အကြောင်းတွေကိုအလွယ်ဆုံးလေ့လာကြည့်ကြမယ်။ independent ဆိုတာက cause အကြောင်းတရားတွေကိုပြောတာဖြစ်တယ်။ dependent ဆိုတာက effect အကျိုးတရားတွေကိုပြောတာဖြစ်ပါတယ်။အဲ့တော့စာလုပ်မယ်ဆိုလို့ရှိရင်စာမွဲအောင်မယ်။ဒါဆိုရင်စာလုပ်တယ်ဆိုတာကအကြောင်းစာမွဲအောင်တယ်ဆိုတာကအကျိုးအဲ့တော့အကြောင်းက independent အကျိုးက dependentလေ့ကျင့်ခန်းလုပ်မယ်ဆိုလို့ရှိရင် weight တွေကျသွားမယ်။ဒါဆိုလို့ရှိရင်လေ့ကျင့်ခန်းလုပ်တယ်ဆိုတာက independent အကြောင်းတရားဖြစ်ပြီးတော့ weight ကျသွားတယ်ဆိုတာက dependent အကျိုးတရားဖြစ်ပါတယ်။ independent ဆိုတာက cause အကြောင်းတရားတွေကိုပြောတာဖြစ်တယ်။ dependent ဆိုတာက effect အကျိုးတရားတွေကိုပြောတာဖြစ်ပါတယ်။အဲ့တော့မေးခွန်းလေးတစ်ခုအတူတူဖြေကြည့်ကြမယ်။ဒီမေးခွန်းလေးမှာ the effect of caffeine on alertness လို့ပြောထားတယ်။ caffeine ကြောင့်ဖြစ်လာမဲ့နိုးကြားတက်ကြွမှုပေါ့နော်။မေးခွန်းကဗာမေးထားရလဲဆိုတော့ dependent variable dependent ဆိုတာကအကျိုးတရားတွေကိုမေးတာဖြစ်ပါတယ်။အဲ့တော့ type of caffeine အမျိုးအစားတွေအဲ့တော့ဒီနေရာမှာ caffeine ဆိုတာကအကြောင်းတရားဖြစ်တယ်။နိုးကြားတက်ကြွမှုကသာအကျိုးတရားဖြစ်တယ်။ဒါကြောင့်မလို့ caffeine အမျိုးအစားတွေဆိုတာက dependent လို့ခေါ်တဲ့အကျိုးတရားမဟုတ်ပါဘူး။ level of alertness နိုးကြားတက်ကြွမှုနှုံထားများဒါကတော့ဒီနေရာမှာ dependent အကျိုးတရားဖြစ်ပါတယ်အဲ့တော့ caffeine ကြောင့်နိုးကြားတက်ကြွမှုတွေဖြစ်လာမယ်နိုးကြားတက်ကြွမှုသည် dependent variable ပါ time of consumption ဒီစားသုံးတဲ့အချိန်ပေါ့နော်ဒါကတော့ဒီမှာမပေးထားဘူးမိကုန်းမှာလည်းမပေးထားဘူးပေါ့နော်ဒါရလတစ်ခုခုမဟုတ်တာဖြစ်တဲ့အတွက်ကြောင့် dependent variable မဟုတ်ပါဘူးမိကုန်းတစ်ခုကိုဖြည့်ကြည့်ကြရအောင်ဒီမှာတော့ the amount of sunlight affect the growth of a plant နေရောင်ခြည်ရဲ့ပမာဏကြောင့်အပင်ရဲ့ကြီးထွားမှုမှာတက်ရောက်မှုရှိတဲ့အကြောင်းကိုပြောထားတယ်။ What is independent variable? Independent ကဘာလဲ။ independent ကအရှိမပြောခဲ့တယ်အကြောင်းတရားကိုပြောတာဖြစ်တယ်။အဲ့တော့အဖြေဖြေကြည့်ကြရအောင်။ နံပါတ် A the amount of water given to the plant အပင်ပေါ်မှာလောင်းတဲ့ရေပမာဏပေါ့နော်။အဲ့တော့မေးခွန်းမှာရေအကြောင်းကိုမပြောသွားဘူး။ဒါကြောင့်မလို့ A ကမမှန်ပါဘူး။ B က the type of soil used မြေဆီလွှာအမျိုးအစားမြေဆီလွှာအမျိုးအစားကိုလည်းမေးခွန်းကမပြောသွားဘူးဒါကြောင့်မလို့မမှန်ပါဘူးနံပါတ် C ကကျတော့ the height of the plant အပင်ကကြီးလာမယ်အပင်ကကြီးလာတယ်ဆိုတာကဒါမေးခွန်းမှာတော့ပြောထားတာ ਨੇ တူတယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကကြီးလာတယ်ဆိုတာကအကျိုးတရားဖြစ်တယ်သူကအကြောင်းတရားကိုမေးတာမို့လို့ C လည်းမမှန်သေးပါဘူးThe amount of sunlight နေရောင်ခြည်ပမာဏအဲ့တော့နေရောင်ခြည်ပမာဏကအကြောင်းတရားဖြစ်တယ်အဲဒါကြောင့်မလို့အဖြေကနေရောင်ခြည်ပမာဏပါ independent ဆိုတာက cause အကြောင်းတရားတွေကိုပြောတာဖြစ်တယ် dependent ဆိုတာက effect အကျိုးတရားတွေကိုပြောတာဖြစ်ပါတယ်